Hello အားလုံးပဲမင်္ဂလာပါညီမကျတော့ဒီမိုးဦးပါအခုကကျတော့ထိုင်ဝမ်မှာလာတက်နေတဲ့ကျောင်းသားဖြစ်ပါတယ်ရှင်ညီမတော့မန္တလေးကလာပါတယ်မန္တလေးကလာတဲ့လူရှိလားမသိဘူးလာတဲ့လူရှိရင်လက်ထောင်ပြလို့ရပါတယ်အခုကတော့ထိုင်ပေတက်မှာတော့ကျောင်းကတော့ဖက်စီရတက်နေပါတယ်ထိုင်ဝမ်မှာလာတော့တစ်နှစ်ခွဲလောက်တော့ရှိနေပါပြီတရုတ်စကားတက်တာတော့လေ့လာတော့နည်းနည်းတော့ကြာနေပါပြီဖြစ်ပါတယ်ညီမဆုံးဝက်ဖြည့်တဲ့နေရာကကြတော့NTU မှာဖြည့်ရပေါ့အဲ့တော့ကကြတော့17လပိုင်းလုံးကဖြည့်ခဲ့ရပေါ့မနေ့လုံးကပါပဲဒါကြတော့ညီမရခဲ့တဲ့အဆင့်ပေါ့ဟိုမှပြောသလိုပဲပုံစံကကြတော့ဒီလိုမျိုးစတိုင်နဲ့ဒီလိုမျိုးချက်လက်တွေပါပေါ့ညီမအမှတ်တွေ level လိုက်ပေါ့ဘာဖြစ်လို့စမှုပဲဖြည့်ခဲ့တဲ့အကြောင်းရင်းကြတော့ညီမကျတော့ဟိုပါ12တန်းဖြည့်ခဲ့ပြီးစားပြီးတော့ထိုင်ဝမ်ကနေလာပြီးတော့ID NTNU မှာပေါ့6ဆင်းရှင်းရှုပ်ခုပေါ့ဟိုမှပြောသလိုပဲဒီနားမှာလာပြီးတော့တနေ့လာကျောင်းတက်တာကျောင်းတက်တဲ့ချိန်ကျတော့တက္ကသိုလ်လျှောက်ဖို့အတွက်သူကအဟာကြီးလိုအပ်တာဆိုတော့စမှုပဲတာဖြည့်ခဲ့ရပေါ့အဲကြောင့်နောက်တစ်ခုအဆင့်ကကြတော့အကြောင်းရင်းကကြတော့ညီမကိုလည်းတရုတ်စာဘယ်လောက်အဆင့်ရောက်သွားပြီလဲလို့သိချင်လို့ကိုတင်ယူခဲ့တဲ့အဲ့လောက်ကြာတဲ့အချိန်တင်ယူခဲ့တာအခုဘယ်လောက် level ထိရောက်လာပြီဘယ်လောက်ထိဖြည့်နိုင်ရဆိုသိချင်လို့ပေါ့ခေါ်ကြတော့တရုတ်စာတင်ခဲ့တဲ့အကြောင်းရင်းပေါ့တရုတ်စာဘယ်လိုတင်နည်းပေါ့အဓိကကြတော့တရုတ်စာညီမကြတော့ပြောမှာဆိုရင်ညီမကြတော့ဘာသာစကားတစ်ခုကိုလေ့လာမှာဆိုရင်တကယ်ကိုကြိုက်မှလေ့လာနိုင်တဲ့လူဘယ်လိုအကုန်လုံးလို့ပြောပါတယ်ညီမဟိုတကယ်ကြိုက်ပါလို့မလို့လေ့လာလားလို့မေးခဲ့လို့လည်းရှိခဲ့အဓိကကျတော့အဲ့ဒီလေးမျိုးကနေတာလေ့လာတယ်စာအုပ်ဖတ်တယ်ကိုကြိုက်တဲ့ movie တွေပါကြည့်ရယ်ဟိုကျတော့အဓိကကျတော့ညီမအတွက်တော့အရေးကြီးဆုံးကကျတော့ပြောပေးတဲ့ပုံရင်းချင်းရှိဖို့အတွက်အဓိကအရေးကြီးရယ်ဟိုမှပြောသလိုပဲအကြောင်းမှာကျောင်းမှာအဲ့လိုမျိုးတငယ်ချင်းပါလေရှိရင်တရုတ်စကားပြောတငယ်ချင်းပါရှိရင်သူတို့နဲ့တူတူပြောမပြောရင်လည်းသူတို့ပြောတဲ့စကားကိုလိုက်နာထောင်ပေါ့သူတို့ပြောနေတော့လိုက်နာထောင်ကြည့်လိုက်သူတို့အားကြရင်နှထောင်နဲ့တက်လာမှာပေါ့နောက်ကြတော့ social media တက်တာပေါ့ID TikTok လို့ပါလို့ကြည့်ရင်တရုတ်စာတန်းထိုးလို့ပါလာကြည့်ရင်လည်းရတယ်နောက်ကြတော့အဓိကအတုံးခုရေးကြည့်ရမှာကအဓိကရေးကြည့်ဆုံးကကြတော့ကိုတကယ်တရုတ်စာကိုလည်းကြိုက်ပါမှာစိတ်ဝင်စားလာမှာတင်ချင်းနဲ့အဲ့လိုမျိုးပို့ပြီးတော့ဟိုဝတနာပါလာကိုတကယ်အကြိုက်မှာပဲဆက်လက်လေ့လာနိုင်ပြီးတော့နဲ့ထင်အောင်လေ့လာနိုင်တာပေါ့ပထမကျတော့ညီမကျတော့ပထမကျတော့ ID ငယ်ကလေးကတရုတ်စာတန်းစကားအတန်ထွက်ပါလေကတုံးကောက်ကြည့်ရများရဲ့စာတန်းထိုးပါလေဟာလည်းကြည့်ရများရဲ့ညီမကိုယ်တိုင်ကထိုင်ပေတက်မှာညီမကိုယ်တိုင်ကတက္ကသိုလ်မှာကျတော့ဒီဇိုင်းနဲ့ပတ်သက်တာတင်တာဖြစ်ပါတယ်အကြောင်းမလို့ကတ်တုန်းကားတွေကြည့်ရလို့သူတို့ဘယ်လိုမျိုးစကားပြောပုံပြောနည်းအတွက်ကညီမအတွက်ကြတော့အထောက်အကူပြုပဲညီမလည်းဒီဇိုင်းနဲ့ဆွဲရဆိုတော့အမှုပညာလို့ဘာလို့ပတ်သက်တာဆိုရင်လည်းသူတို့ဘယ်လိုဆွဲရဘယ်လိုအယောင်တွေပါတွေအတွက်အရေးကြီးရယ်ဒါရီကကျတော့တရုတ်ကထွက်တာတော့မဟုတ်ထိုင်ဝမ်ကထွက်တာကတ်တုန်းကတော့မဟုတ်ဘူးဒါပေမဲ့သူထိုင်ဝမ်ကသူတို့ပြောတဲ့အတန်ထွက်တွေတော့သူတို့ပြောပြန်ပြောထည့်ပေးတဲ့စာတန်းထိုးတွေဆိုရင်တခါရီတော့ကြည့်နေတော့သူတို့ဘလို့တကယ်ဘလို့အသုံးနှုန်းတွေဘလို့နိုင်ငံခြားဘာသာစကားကိုတရုတ်စာလိုပါတာပြန်ပြီးတော့ဘလို့လုပ်ခဲ့ရလို့ဆိုရင်ကွာချားမတော့တိနိုင်တယ်အခုကျတော့ဒါကကျတော့တရုတ်ပြည်မှာကြာထွက်တဲ့ကတ်တုန်းကားကြီးဖြစ်ပါရဲ့ဒါရီရဲ့ကြည့်လို့ရရဲ့ဒါရီကကျတော့ကြည့်နေကြတော့သူတို့ကဘယ်လိုလဲသူတို့လည်းကာချာတွေပါပို့ပြီးတော့သိနိုင်တယ်နောက်ကျရင်သူတို့လည်းအမှုပညာတွေလည်းပို့ပြီးတော့သိနိုင်တယ်အတန်ထွက်တွေရောပဲမတူတဲ့အသုံးနှုန်းပေါ့ပြီးမှရင်းနဲ့ထိုင်ဝမ်ကိုဘယ်လိုခွဲခြားပြီးတော့အတန်ထွက်ဘယ်လိုကွာခြားရလဲဆိုရင်တစ်ခုရှင်ပြီးတော့ပို့ပြီးတော့နားလည်ပြီးသိနိုင်တယ်အခုကျတော့ဟိုပါနောက်ကျတော့ဗီဒီယိုပိုင်ကြည့်တဲ့နေရာပေါ့ဥမာ YouTube မျိုးညီမသုံးတာများကျတော့
believe ဖြစ်ပါတယ်အဲ့အပေါ်မှာကျတော့တော်တော်များများကျတရုတ်လိုပဲတင်ပြီးတော့ပဲတရုတ်ဖက်ကဟာရေးစကားနှထောင်ချင်းတဲ့ဟာရေးကိုပို့ပြီးတင်နိုင်ရဲ့အဲ့ဒီ YouTube မှာရောပဲထိုင်ဝမ်ကရှိတဲ့အဲ့ဒီ YouTuber တွေရောသူတို့ဘာစကားဘယ်လိုပြောပုံပြောနည်းနောက်ကျတော့ညီမကျတော့အဲ့ဒီanime ဘာလို့ကြိုက်ရဆိုတော့အဲ့ဒီ YouTube မှာရောပဲ VTuber တွေထိုင်ဝမ် VTuber တွေကြည့်လို့ရတယ် VTuber တွေကြည့်လို့ရတယ်ပေါ့ဟာကျင်းနဲ့လည်းနားလည်နိုင်မယ်နောက်ကျတော့အတိကကျတော့ဟိုပါcomment တွေပါလေဖတ်တာတော့ပဲအထောက်အကူပြုရယ်အဲ့ဒီသူတို့အဲ့ဒီ line ပေါ်အတုံးလုံးတွေကတခါတလေကသူတခါတလေကမတူဘူးပုံရင်းချင်းတော်နာနေနေရာနဲ့တနေရာနဲ့သူတို့အတုံးလုံးကမတူဘူးဖြစ်တယ်အဲ့ဒီထိုင်ဝမ်ကမှာရောပဲသူတို့ဘာဟောအတုံးလုံးကဘယ်လိုလဲဒီမှာကြာအတုံးလုံးဘယ်လိုလဲအဲ့လိုကွာခြားပြီးတော့အသေးစိတ်သိချင်ရင်သူတို့ comment တွေဖတ်ရတယ် line ပေါ်က online တွေသူတို့တင်တာပို့ဟာကြီးကြည့်ရတယ်ဖြစ်ပါတယ်ဒီမှာကျအတိကကျတော့အပြအယောင်ဒီဟာပြဆိုရင်တိခလို့ခေါ်တယ်TCARD တိခအဲ့ပုံမှာဆိုရင်နေထိုင်ဝမ်ကဥမာဒီတက္ကသိုလ်ရှောက်ချင်ရစိတ်ဝင်စားရင်အဲ့ပုံမှာတက္ကသိုလ်အကြောင်းကိုနာမည်ရိုက်ရှာပြီးတော့သူတို့ပြောတဲ့အများကြီးသူတို့တကယ်ထိုင်ဝမ်ကအကြောင်းသားပြောတဲ့ဟာတွေကိုသိနိုင်တယ်သူတို့တကယ်ပြောအဲ့ဒီအကြောင်းကဘယ်လိုလဲဆိုပြီးပို့ပြီးတော့အသေးစိတ်ကိုသိနိုင်ရပါပေါ့ညီမတို့ဘာလို့ဆိုရင်ရောပဲဒီအကြောင်းကိုလေ့လာခြင်းနဲ့ဥပမာပေါ့ဆိုင်ပဲဆိုင်မှာဥပမာပေါ့ထိုင်ပင်မျိုးမှာပဲဆိုင်ကအစားလို့အကောင်ဆုံးနဲ့အဲ့ဆိုရင်ဒီပုံမှာပဲတောက်ရိုက်ရှာပြီးတော့သူတို့ပြောတဲ့ဟာတွေကိုကြည့်ပြီးလေ့လာလို့ရပစ္စည်းဝယ်ရှင်ရဆိုရင်လည်းဘယ်နေရာမှာထိုင်ဝမ်မှာဘယ်နေရာတော့ဝင်ပူကောင်းတယ်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့အသေးစိတ်သိနိုင်တဲ့ဟာပေါ့ဒီဟာကကြတော့အဓိကတော့ဒီဟာအဓိကသုံးပါတယ်ဟောကြိုင်နေတဲ့လဲပြကြရင်နေတဲ့လဲဟာကိုထိရောက်စွာအသုံးပြုနိုင်ခြင်းပေါ့ညီမကိုယ်တိုင်အကြတော့ပုံဆွဲဒီဇိုင်းတင်တာဆိုတော့ပုံဆွဲလို့ပါလို့လဲအရင်စိတ်ဝင်စားတဲ့လူဖြစ်တယ်ငငယ်ကလေးကစပြီးတော့အဲ့ဒီဝတ္ထုစာကိုဖတ်တယ်ကွန်မန့်တွေကိုမန်ဂါတွေဖတ်တယ်ပေါ့ဒီနောက်မှာတော့အဲ့ဒီမန်ဂါတွေကွန်မန့်တွေထိုင်ဝမ်မှာတော့အရန်ကိုများတယ်ပုံများတယ်တကယ် enemy လို့ဘာလို့ကြိုက်လို့ဆိုရင်ထိုင်ဝမ်လာရင်ဆိုရင်အရင်ပြောမှဖြစ်ပါတယ်ညီမဆိုရင်လည်းအရင်ပြောခဲ့တယ်ဒါဆိုရင်ကိုကြိုက်လဲ character ကိုတွေ့ရတယ်ကိုကြိုက်တဲ့အမှုပညာရှင်တွေသူတို့ဆွဲတဲ့ပုံတွေရောသူတို့ဆွဲတဲ့မန်ဂါရောတခြားပြီးတော့အသေးစိတ်တွေ့ရပြီးတော့ကိုမြင်နေရဆိုဒီဟာကြတော့ဒီအောက်ကဟာကြတော့ထိုင်ဝမ်နဲ့မန်ဂါ software ပေါ့တောင်းပြီးတော့ပဲထိုင်ဝမ်ကအမှုပညာရှင်တွေဆွဲတဲ့မန်ဂါတွေကြည့်လို့ရတယ်အဲ့သူတို့ဘယ်လိုဆွဲခဲ့ရလဲအဲ့စကားပေါ်အတုံးလုံးတွေပေါ့ဒါမှမဟုတ်ဘာဖြစ်လို့မန်ဂါကတုံးကားနေစပြီးတော့ကြည့်ရဆိုတော့အဲ့ပုံပင်တွေရုပ်ပါဆိုရင်ပို့ပြီးတော့တိပြီးတော့ပို့ပြီးနားလေအဲ့ဒီစကားတစ်ခါလေအဲ့ဒီမန်ဂါမှာပါတဲ့စကားသုံးလုံးနားမလည်ပြီးမဲ့ပုံတွေပါတွဲကြည့်ရင်လည်းပို့ပြီးတော့မှတ်မိပြီးတော့မှတ်မိလွယ်ပေါ့နောက်ကျရင်မန်ဂါဆိုတော့ तू ကဘယ်နေရာတော့ပေါ့ဖုံးပါရင်သူကဖွင့်ကြည့်လို့ရတဲ့ဟာဆိုတော့နေရာတကအောက်ပြင်းရင်တကူစောင့်နေရတယ်နည်းနည်းပြင်းနေရဆိုပြီးတော့ဖုံးကိုဖွင့်ပြီးတော့အားကြီးဖွင့်ပြီးကြည့်လို့ရတယ်ညီမဆိုရင်မန်ဂါရန်ကြည့်ကြိုက်ရလို့ဆိုတော့တခါတလေဆိုတနစ်ကိုကြည့်လိုက်ရင်အပိုင်း3-4ပိုင်းတော့ကြည့်ဖြစ်တယ်ပေါ့ဟောကြဝတ္ထုဆိုရောပဲဝတ္ထုကကြတော့ညီမပေးချင်တဲ့အကြံကကြတော့ညမအိတ်ခင်တပုတ်လောက်တော့ဖတ်လို့ရတယ်ပေါ့ဒီတိုင်းအများကြီးဖတ်စာမလို့ဒီတိုင်းအိတ်ခင်တပိုင်းလေးနည်းနည်းအပိုင်းလေးနည်းနည်းလေးပဲဖတ်တနည်းနည်းနည်းဖတ်သွားရေးဆိုရင်လည်းအများကြီးတော့အကူအညီပေးရဲ့ညီမတေးဥစားအတိကတူတက်တော့ reading ပိုင်းပေါ့တူတက်တော့အကြည့်ပိုင်းတူတက်တော့ကြတော့နေတိုင်းညမအိတ်ခင်ဝတ္ထုတူတပုတ်ဖတ်တဲ့အလေးချင်းရှိလို့ဖြစ်ပါတယ်ထင်ဟာမလို့ပါတကယ်တမ်းတေးဥစားreading ပိုင်းကျွမ်းကျင်ရှင်ဆိုရင်သူ့ကိုများဖတ်ဖို့လိုတယ်နောက်ကျရင်အတူဆက်ပေါ့အခုကကြတော့အရင်တော့ထက်ရှင်ရင်အတူဆက်ကိုကြည့်ရပုံမြန်တယ်ခေဖြစ်သွားပြီဆိုတော့အတူတဲ့စကားတွေကိုရှာကြည့်လို့ရတယ်
အဲ့ဒီသူဒီ application လို့ဘာလို့လဲတောင်းလို့ရရဲဆိုပြီးတောင်းပြီးအတူစကားထိထောမှာတူရင်းမှာရောပဲtiêuအတူဆက်တွေကိုရှာပြီးဖတ်ကြည့်အဲ့လိုစကားကြီးကြည့်လို့ရတယ်အခုကကျtiêuဘက်ကအတူဆက်တွေရတယ်ကြည့်လို့လည်းကောင်းတယ်ဟိုကျတော့မြန်ဆိုရင်မြန်လည်းနားထောင်လို့လည်းအဲ့ listening ပိုင်းနားထောင်ရင်းနဲ့ကျင်းနဲ့ပို့ပြီးတော့ရသွားတယ်အခုကျတော့ဆောင်မွေးပွဲဖြည့်ခြင်းအကြောင်းပြချက်ပေါ့ညီမအတွက်တော့အဓိကရေးကြည့်ရတော့အဲ့ရေးကိုပြီးဆုံးအဲ့ရမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုရင်ဆောင်မွေးဖြည့်တာဟို listening ဖြည့်ရပါတယ်ဆိုတော့အတွက်ဒီနားဖောင်ဖို့မှာနားအဟာကိုစိတ်ဝင်စားစွာနားထောင်ဖို့အတွက်အားဆိုင်အာယုံစိုက်ပြနားထောင်ဖို့အတွက်အေးရေးဝါကိုပြီးဆုံးရမှာမဟုတ်ရင်အဲ့နားထောင်ရင်းနဲ့အိပ်ပျော်ရိုင်းဖြစ်သွားမှာဆိုလို့အကြောင်းနောက်တော့အေးဘဝပြီးဆုံးပြီးတော့ဖြည့်ရအတွက်ပူကောင်းတယ်ဆယ်တန်းဖြည့်ဘူးကတော်တော်များဆောင်ဝဲဖြည့်ဘူးအားရမကဆောင်ဝဲဖြည့်ဘူးတိုင်းဆိုရင်တိတာလိမ့်မယ်အေးဝဝအိပ်ဖို့အတွက်ကအရင်ရေးကြည့်ရဲ့အေးဝဝအိပ်ပြီးမှနောက်တနေ့ဖြည့်ရဲ့အချိန်မှာကျတော့ရင်းနဲ့စိတ်ကပူပြီးတော့ပျော်ရွှင်ပြောမယ်ဖြစ်သွားမှာဆိုတော့အကြောင်းမို့လို့အရေးကြီးတယ်နောက်ကျကိုထွားမဲ့လမ်းကြောင်းနေအချိန်တွေကလည်းကျူတင်ကိုစီစဉ်ထားမယ်နောက်ကျလို့ပါလို့ဆိုရင်လည်းမဖြစ်တင်ဘူးအရေးကြီးရဲ့အတွက်ဆိုတော့စီစဉ်ရမယ်နောက်ကျလိုအပ်တဲ့ဟာပစ္စည်းရလည်းကျူတင်ပြန်လဲစစ်ဆေးရမယ်ညီမဆိုရင်ဘာဖြစ်လုံးကပစ္စည်းကောင်းမစစ်ခဲ့လို့ပြဿနာကြီးဖြစ်ခဲ့တယ်အဲ့လုံးကကျတော့ဆောင်ဝဲဖြစ်ရင်အဲ့ဒီtiêuဆောင်ဝဲဖြစ်မှာဖြစ်တဲ့အတွက်အဲ့နေ့ကကျတော့စိုးထပြောသွားခဲ့ဒါပေမဲ့အဲ့ဒီရောက်အဲ့ဆောင်ဝဲဖြစ်ခံတဲ့ချိန်မှာရောက်တဲ့ချိန်ကျမှကိုယ့်ပစ္စည်းကိုပြန်တောက်တစ်ခါပြန်စစ်ချိန်မှာကြာမှမမိပါကို passport ချန်ခဲ့ပါဆိုပြီးတော့ပြန်ပြီးတော့ကားခေါ်ပြီးတော့ပြန်ပြီးတော့ကိုနေတဲ့အဆောင်မှာပြန်သွားပြီးတော့ passport ပြန်ယူပြီးတော့ပြန်တစ်ခေါက်ပြန်လာဖြေပြန်ပြီးလာပေါ့နောက်ဖြေတော့မနောက်ကြခဲ့ဘူးဘာဖြစ်လို့ဆိုရင်စိုးတွားခဲ့ဆိုတော့အကြောင်းမို့ညီမပြောတာကြတော့အချိန်စိုးတွားဖို့အရေးကြီးအဲ့လိုမျိုးပဲနည်းနည်းလေးစိုးတွားအောင်ကိုတကယ်ပါမိခဲ့တဲ့အချိန်တိုင်းပြန်ပြီးတော့ယူဖို့အချိန်လည်းရှိရဲသွားလာရေးလည်းပေါ့အဲ့လိုမျိုးပို့ပြီးတော့အဆင်ပြေရေပေါ့အဆောင်ဝဲဖြေကြတော့စိတ်ကိုရှင်အောင်လို့ထားပြောဖြေပူကောင်းနေပေါ့အဖြစ်ဆိုရင်တကယ်စိတ်ကိုဖြောဖြေပြီးတော့နေစိတ်ကိုငြိမ်လေးထားပြီးတော့မှသွားဖြေရင်ပို့ပြီးတော့အတော့ကပို့ပြီးတော့ကောင်းမယ်အရန်ကြီးစံဝဲမဖြစ်ခင်အရင်ကြောက်ခဲ့ရင်အလိုမျိုးဆိုရင်ခါတိုင်းဖြေနိုင်တဲ့ထက်အဲ့လောက်ထိမဖြေနိုင်ဖြစ်မှာဆိုလို့စိတ်ငြိမ်တာပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့သွားဖြေချင်ပိုကောင်းတော့တယ်နောက်ကျအဲ့စံဝဲဖြေချင်တဲ့ကောင်းကျိုးကကြတော့အလုပ်ရှာရအဆင်ပြေတာပေါ့ဒီနာအလုပ်တွေရလေ combination တွေကကြတော့ဒီတရုတ်စာကျွမ်းကျင်တဲ့ဟာကိုပို့ပြောကြည့်ရဲစကားပြောအတုံးလုံးကဘယ်လိုလဲဆိုပြီးပို့ပြောကြည့်ရဲညီမနောက်တစ်ခုပြောပြချင်တာကြတော့နေတရုတ်စာချို့စကားပုံတွေပို့ပြောသိချင်ရင်တမိုင်းစာအုပ်ကိုပို့ပြောတော့ဖတ်လို့ရရပေါ့ညီမအနေနဲ့ဆိုရင်ညီမကျတော့တရုတ်တမိုင်းကျောင်းကိုအရန်ကိုကြိုက်တဲ့လူဖြစ်တဲ့အတွက်အရန်စိတ်ဝင်စားတဲ့လူဖြစ်တဲ့အတွက်အဲ့ဒီတရုတ်တမိုင်းကျောင်းလေးစာအုပ်တွေရေးရစာကိုတော့ရှာဖတ်တယ်ဖတ်ရင်နဲ့တရုတ်နဲ့ခက်ခဲပြောနဲ့နေတဲ့စကားပုံကိုတိလာရပေါ့တခါလေးတိလာရင်ပို့ပြီးတော့အကောင်းနဲ့အလုပ်အတွက်လည်းအဆင်ပြေရပေါ့ဟိုအငွာအလုပ်ပြောရင်အလုပ်ရှင်နေတာပြောရင်အဲ့တင်းနေနဲ့တစ်စကပုံလို့ပါလို့ပြောထလာဆိုရင်သူကပို့ပြီးတော့ကြိုက်တယ်နောက်ကျကျောင်းလျှောက်ဖို့အတွက်လည်းအရေးကြီးရယ်ကျောင်းတော်တော်များများကျောင်းလျှောက်ရင်ဟိုပါကျောင်းလျှောက်ဖို့အတွက်ကကြတော့ဒီခုဖြည့်ထားတဲ့အမတ်ကိုအရန်လိုအပ်တယ်။သူကနေဘလောက်ဆင်းရောက်ခဲ့ဆိုသူကအဟာကိုကြည့်ပြီးတော့ကျောင်းကပို့ပြီးတော့ရှောက်ဖို့လွယ်တယ်။နောက်ကျကိုလည်းဆောင်မွေးပွဲဖြစ်ကောင်းကျိုးပေါ့ဆက်ဆံရေးကကြတော့ညီမအတွက်ကကြတော့အလုပ်ရဲ့ပညာရေးအတွက်ကောင်းတယ်ဒါပေမဲ့ဆက်ဆံရေးလည်းအရင်အရေးကြီးရယ်ညီမတို့အခုထိုင်ဝမ်မှာတကူလာတက်တာဆိုပို့ပြီးတော့တိတာတော့ကောideal စကားဆက်ဆံရေးတက်ဘလောက်တောင်အရေးကြီးရလဲဆိုပြီးညီမတို့ကဒီဇိုင်းတက်တာဆိုတော့ထိုင်ဝမ်မှာဒီဇိုင်းမေဂျာတက်ရင်ညဆက်ဆံရေးဆိုရင်လုံးဝကိုအတိကမိန်နဲ့တခုဖြစ်တယ်အရင်အရေးကြီးရယ်
ဒီဇိုင်းညီမတို့ဒီဇိုင်းဆိုတော့တစ်ခုခုမတူညီတဲ့တစ်ခုကိုလုပ်ရမယ်ဥပမာရောပစ္စည်းတစ်ခုလောက်ထွက်လာမယ်ဆိုရင်အညာအပေါင်းအသင်းတစ်ခုနဲ့သူက group ချင်းဖွဲ့ပေးရပါ group ဖွဲ့ပြီးတော့ညအဲ group ထဲမှာပါတဲ့ထိုင်ဝမ်လူနဲ့ဘယ်လိုဆက်ဆံရမယ်သူတို့နဲ့ဘယ်လိုပေါင်းသင်းပြီးဆွေးနွေးဖို့အတွက်ဆိုရင်တရုတ်စကားကောက်ဖို့အတွက်ကအရင်လိုအပ်တယ်။ဟာမှသူတို့ကလည်းကိုပြောလဲ idea နားလည်မယ်။သူတို့လည်းကိုဘာလိုအပ်တယ်ဘယ်လိုပေါင်းပြောဘယ်လိုညှိပေးရလောက်ထွက်လာမယ်ဟာရဘယ်လိုဖြစ်ရမယ်ဆိုပြီးတော့သူကပို့ပြောသိနိုင်မယ်။မဟုတ်ရင်ဆိုရင်နည်းနည်းတော့ပြဿနာတော့ဖြစ်တတ်တယ်။နည်းနည်းတစ်ခုနဲ့အခုညီမစကားတက်ရချင်းညီမစကားတက်လို့အချင်းဆက်ဆံရင်တော့မှစကားကောင်းလေးပါလို့တခုမပြောမိရဆိုရင်လည်းရံဖြစ်တတ်တယ်အခုကကြတော့တရုတ်စကားပြောမှဆိုပူဆိုးရပို့ပြီးတော့ရံဖြစ်နိုင်ချင်ရပို့ပြီးတော့များစကားအဲ့လိုတိမတူညီရဲ့ချိန်ကြောင့်တရုတ်စကားကောင်းရင်သူကလည်းနည်းနည်းဟာပို့ပြီးတော့နားလေတယ်ညီပြောချင်တာလည်းပို့ပြီးတည်ရဲ့ idea ဘာလေးလည်းပို့ပြီးတော့ကိုက်ညီနိုင်ဖို့ရပုံများရဲ့နောက်ကြတစ်ခုဖြစ်ချင်အဆင်မပြေလို့ဘာလို့ကျောင်းမှာတခုပြဿနာဖြစ်ခဲ့တယ်အကူအညီတောင်းဖို့လိုအပ်ရင်လည်းဆရာမတွေပြောဖို့လိုအပ်တဲ့အချိန်မှာလည်းတရုတ်စကားကောင်းဖို့လိုတယ်အချိန်မှာကျမကိုတကယ်လိုအပ်တဲ့ချက်ကိုဆရာမကိုပြောပြလို့ရမှာဆရာမအနေနဲ့ပြန်ပြီးတော့ကူညီပေးပြီးလို့ရမှာပေါ့နောက်နာကထွက်ကတော့ညီမကျတော့ပို့ပြီးတရုတ်စကားပုံမျိုးကျွမ်းကျင်အောင်လေ့လာမယ်ညီမတို့ဒီဇိုင်းဖြစ်ဖို့ဒီဇိုင်းနေကြဖြစ်တဲ့အတွက်ပြိုင်ပွဲတွေအများကြီးနဲ့ပါခဲ့ရတယ်ပေါ့ကြတော့company မှာအလုပ်လုပ်ရလဲသွားလုပ်မယ်ကြတော့ဆက်လက်ပြောစာကိုလေ့လာမယ်ဆိုရင် master လုပ်ပါတော့တက်ဖို့အစီအစဉ်ဖြစ်ပါတယ်ကျန်တာတခုပါဆက်လက်မေးချင်တော့လဲလာပြောမေးလို့ရတယ်